မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသူအလုံးကိုပြန်လွှတ်ပေးရန်ဂျပန်အစိုးရတောင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသူအလုံးကိုပြန်လွှတ်ပေးဖို့နဲ့ဒီမိုကရေစီစနစ်ထူထောင်ဖို့ဂျပန်အစိုးရကတောင်းဆိုလိုက်ပါတယ်အောက်တိုဘာ1ရက်နေ့လယ်2နာရီလောက်ကတိုကျိုမြို့မှာဂျပန်နိုင်ငံသားရေးဒုဝန်ကြီးတာကုမမီယာဂျီဟာမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးခဲ့တဲ့ဂျပန်လွှတ်တော်အမတ်များတမကအဖွဲ့အကြံပေးပုဂ္ဂိုလ်ဥက္ကဋ္ဌရှိုအီချီခွန်တို့နဲ့အထွေထွေအတွင်းရေးမှူးချုပ်မီချီဟီရိုအီရှိဘရှိတို့အပါအဝင်မြန်မာအရေးလှုပ်ရှားသူတွေရဲ့တောင်းဆိုစာပေးအပ်မှုကိုလက်ခံတွေ့ဆုံပြီးနောက်ဂျပန်အစိုးရရဲ့သဘောထားရည်တည်ချက်ကိုပြောကြားလိုက်တာပါဒုနိုင်ငံသားရေးဝန်ကြီးမီယာဂျီကဂျပန်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာဆိုးရွားတဲ့အခြေအနေတွေဆက်လက်ဖြစ်ပွားနေတဲ့အပေါ်အလေးနက်စိုးရိမ်နေကြောင်းပြောကြားခဲ့ပြီးမြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ထိန်းသိမ်းခံထားရသူအလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမြန်မြန်ဆန်ဆန်ပြန်လည်ထူထောင်ဖို့ဂျပန်အစိုးရအနေနဲ့ဆက်လက်တိုက်တွန်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်ဂျပန်နိုင်ငံအနေနဲ့မြန်မာပြည်သူပြည်သားတွေကိုဓာတ်ရိုက်အကျိုးပြုမဲ့လူသားချင်းစာနာမှုအကူအညီတွေဆက်လက်ပေးဆောင်သွားမှာဖြစ်ပြီးနိုင်ငံတကာအသိုက်အဝန်းနဲ့ပူးပေါင်းပြီးမြန်မာအရေးကိုဖြေရှင်းဖို့ဆက်လက်ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဂျပန်အမတ်များအဖွဲ့နဲ့နိုင်ဝက်ကြာတွေ့ဆုံဆွေးနွေးပြီးနောက်ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။ဂျပန်လွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များတမကအဖွဲ့ဟာစက်တင်ဘာ30ရက်ကကျင်းပတဲ့အဖွဲ့ချုပ်ရဲ့နှစ်ပတ်လည်ထွေထွေညီလာခံမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘာလာသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေအပေါ်အခြေခံပြီးမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအားကောင်းလာစေဖို့ဂျပန်အစိုးရအောင်တောင်းဆိုချက်တွေကိုရေးသားထားတဲ့ပူးတွဲတောင်းဆိုစာကိုဂျပန်နိုင်ငံသားရေးဒုဝန်ကြီးထံပေးအပ်ခဲ့ပါတယ်။ဦးစောဘာလာသိန်းကတောင်းဆိုစာထဲမှာတော့စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ယခုအချိန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့စစ်ရာဇဝတ်ကျူးလွန်မှုတွေအပြစ်မဲ့ပြည်သူတွေအပေါ်လေးချောင်းမှပုံကျဲတိုက်ခိုက်နေတာတွေကိုအကိုအကားတွေနဲ့တကွသက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြတ်သားစွာထည့်သွင်းရေးသားထားပြီးဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့စစ်ကော်မရှင်ရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့တွေပါဝင်တယ်လို့တောင်းဆိုစာနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။အသက်ကြီးရင့်နေပြီဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်အပါအဝင်မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအလုံးကိုပြန်မလွှတ်ဖဲစစ်ရာဇဝတ်မှုကျူးလွန်တာတွေမရပ်တန့်ပဲရွေးကောက်ပွဲလုပ်မယ်ဆိုတာအဓိပ္ပာယ်မရှိဘူးလို့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များတမကအဖွဲ့ကပြောပါတယ်။စက်တင်ဘာ1ရက်ကလည်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ကြေညာချက်တုံ့ပြန်ရမှာလဲအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့ဒီမိုကရေစီစနစ်ကိုအမြန်ပြန်လည်ထူထောင်ဖို့နဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းဂျပန်အစိုးရကအတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးဖာပုံမြို့နယ်တွင်စစ်တပ်က BGF နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးလာပြီးတိုက်ပွဲများအပြင်းထန်ဖြင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများရှိနေတော့လဲအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်လာနေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကရင်ပြည်နယ်ဖာပုံမြို့နယ်နိုဘော်ထီရွာကိုစစ်ကြောင်းထိုးလာသည့် BGF နှင့်စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ10ဦးထပ်မံထိခိုက်ဒေဆုံးခဲ့ကြောင်းနဂါနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘိုးတက်တူကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးဖာပုံမြို့နယ်နိုဘော်ထီရွာကိုမောင်လှကြိုင်ဦးဆောင်သော BGF အဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်ပါစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်စက်တင်ဘာလ26ရက်နေ့ထိဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးထပ်မံထိခိုက်ဒေဆုံးကနဂနက်စစ်ကြောင်း Black Dragon ခေါ်လန်ဘက်မှလည်းတော်လှန်ရေးရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်ကြောင်းမတိုးနိုင်တော့လဲအင်အားများထပ်မံဖြည့်တင်းနေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းတော်လှန်ရေးရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရပါတယ်။စက်တင်ဘာ22ရက်နေ့နံနက်ပိုင်းကစပြီးတော့နိုဘော်ဒီကြီးရွာအနီးမှာတိုက်ပွဲစဖြစ်တာပါ။26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တပ်ပြန်ဆုတ်ခဲ့တယ်။အစစ်ခွေးတွေကအမောင်ဘက်ကနေလာပြီး BGF ကမောင်လာကြိုင်နဲ့ပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးတာပါဟုငကနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘိုးတက်တူကပြောဆိုပါတယ်။ငကနဲ့စစ်ကြောင်း Black Dragon ခေါ်လန်သည်ဖာပွန်ခရိုင်အတွင်းအကြမ်းဖက်စစ်တပ်နှင့် BGF ပူပေါင်းအဖွဲ့တို့၏စစ်ကြောင်းထိုးမှုများကိုချိန်ဖန်များစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထော်စင်ဆွဲတောင်သုံးလုံးနိုဘော်တီကတိုင်တီနဲ့မဲပလီတက်စခန်းသိမ်းတိုက်ပွဲတွင်လည်းပူပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။
မြေပြင်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခဲယမ်းဖြစ်တင်ရန်နှင့်ဒဏ်ရာရရဲဘော်များကိုစေဝါကုသရန်စေဝါများလည်းလိုအပ်လျက်ရှိပြီးပြည်သူများပူးပေါင်းပါဝင်ကြရန်မြစ်တာရက်ခံကြောင်းငကနက်စစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်တူကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးကျန်းဖို့ပါတီတို့မင်းအောင်လှိုင်စစ်လို့သည့်စစ်ဗိုလ်ချုပ်များအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစရိတ်နှင့်မဲဆွယ်စည်းရုံးရေးစရိတ်များအပြီးစီးယူဆောင်လာဟုဆိုပါတီရေးရာစီမံခန့်ခွဲမှုကိစ္စများဗဟိုကော်မတီဝင်အဆင့်ပင်တီးခွင့်မရှိတော့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချမ်ဖို့ပါတီတို့မင်းအောင်လှိုင်စစ်လို့သည့်စစ်ဗိုလ်ချုပ်ကြီးများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစရိတ်နှင့်မဲဆွယ်စည်းရုံးရေးစရိတ်များအပြီးစီးယူဆောင်လာသည်ဟုသိရှိထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမြို့စောအောင်လင်းတွင်ညထွန်းဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်း OTS 66အမှတ်3စစ်စင်ရေးအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးတေစာကျော် DSA 28အမှတ်6စစ်စင်ရေးအထူးအဖွဲ့မှူးဒုဗိုလ်ချုပ်ကြီးတပ်ပုံ DSA 29စစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံးရန် OTS 83စစ်ရာထူးခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးလင်းအောင် DSA 26တပ်မတော်စစ်စေးရေးနှင့်စစ်ရင်စစ်ချုပ်ကြီးရည်လေးဒုဗိုလ်ချုပ်ကြီးစိုးတင်နိုင် DSA 31တို့အပါအဝင်မင်းအောင်လှိုင်ဆေးလုပ်ခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှကျန်းဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်းထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည့်ကုန်ကြစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါတပါးတည်းယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါသည်တက်ကလာတဲ့ကိုယ်စလဲလောင်းတွေကမဲဆွယ်စည်းရုံးစရိတ်ကစလို့ကိုယ်စလဲလောင်းစရိတ်အကုန်လုံးတပါးတည်းယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စီရမလို့ဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးတည်းပါတာ။နောက်ပြီးသူတို့ရုံအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ဥပမာဆိုရင်ဗိုလ်ချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရေးအရာရှိအဖွဲ့နဲ့ရုံအဖွဲ့ကပါတီကိုလာပြီးကိုရေးအကျဉ်းဖြည့်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တယ်။သူတို့လူကြီးလာရင်ရုံထိုင်မဲ့နေရာအခန်းခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်နေဟုကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်များရွေးချယ်မှုနှင့်ပတ်သက်၍၎င်းရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီးမင်းအောင်လှိုင်ကပင်အဆအအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နှင့်မင်းအောင်လှိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံးဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံးနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံးနေကြတာဟုကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကြံ့ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်အရာရှိများရုံးအုပ်များနှင့်တက်ချက်ကြီးစည်ရင်းများပါမကျန်စုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်ကနံပါတ်2မြို့ကိုပုံကျဲပြည်သူ3ဦးသေပြီး6ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နံပါတ်2နဲ့မန်တုံမြို့ကိုဒီကနေ့အောက်တိုဘာ2ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာမှာအရက်သား3ဦးသေဆုံးပြီးကလေးငယ်အပါအဝင်6ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။နံပါတ်2မြို့ရက်ကွက်8နဲ့မန်တုံမြို့နယ်တနေရာကိုမနက်9:15မိနစ်နဲ့9:00ခွဲမှာပုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။အခြားနံပါတ်2မြို့ကန်တအုပ်ကလည်းနံပါတ်2ဆိုရင်မြို့တဲကိုကျဲသွားတာမန်တုံလည်းမြို့နားနဲ့အနီးတယ်လို့ပြောပါတယ်။စစ်တပ်ပုံကျဲမှုကြောင့်တေဆုံးသူတွေထဲမှာစစ်တပ်ကနောင်မွန်ရွာကိုစစ်ကြောင်းထိုးလို့နံပါတ်2မြို့ဘက်ကိုထွက်ပြေးလာတဲ့စစ်ပေးရှောင်ပြည်သူအချို့ပါဝင်တယ်လို့လည်းဒေသခံအချို့ကပြောပါတယ်။စစ်ကောင်စီတပ်ဟာအောက်တိုဘာ2ရက်နနက်9:20မိနစ်20အချိန်မှာဘုံကျဲတိုက်ခိုက်ရာအရက်သား3ဦးသေဆုံးပြီးကလေးငယ်ပါဝင်6ဦးဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ရှစ်လုံးပျက်စီးခဲ့တယ်လို့တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ကလည်းထုတ်ပြန်ပါတယ်။ပြည်သူလူထုတွေတည်ရှိရာကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေနံပါတ်2မြို့မှာဘုံတစ်လုံးနဲ့မန်တုံမြို့မှာဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါပြင်မန်တုံမြို့အနီးကိုလည်းဂျက်ဖိုက်တာ2စီးနဲ့ဘုံကျဲတာဖြစ်ပြီးလူထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါတယ်။ TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့၊တီဘော်၊နန်ဆန်၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နံပါတ်2ကော့ခိုင်၊နောင်ချို၊နှံခမ်း၊မိုင်းငေါ်မြို့နယ်မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ2025ခုနှစ်နှစ်လယ်ပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်မှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်စစ်ကောင်စီကကြောင်မဲမြို့ကိုလည်းထိုးစစ်ဆင်ရာမနေ့ကအောက်တိုဘာ1ရက်မှာပြန်လည်ထိန်းချုပ်နိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်ကြောင်မဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ကြေညာပြီးတဲ့နောက်မှာနံပါတ်2နဲ့မန်တုံမြို့ကိုစစ်ကောင်စီကပုံကျဲတာဖြစ်ပါတယ်ပြေးလိုက်တာဗျရင်တွေတောင်တုံလိုက်တာရှစ်ဆက်ပြီးဘာတွေဖြစ်မှလဲမသိတော့ဘူးအရက်သားတွေအတွက်ကအရန်စိုးရင်ရတဲ့အခြေအနေဖြစ်နေပါပြီလို့နံပါတ်2မြို့ကန်တအုပ်ကပြောပါတယ်